ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့နယ်အတွင်းကပျက်စီးယိုယွင်းနေတဲ့အာရှလမ်းမကြီးနဲ့တရားတွေကိုအာရခပြည်သူတော်လှန်ရေးအစိုးရကပြန်လည်ပြုပြင်ပေးနေတယ်လို့သိရပါတယ်။မောင်တော်မြို့နယ်မြောက်ပိုင်းကိုဆက်သွယ်ထားတဲ့မောင်တော်အင်ဒူလာအာရှလမ်းမကြီးပေါ်ကပျက်စီးနေတဲ့လမ်းပိုင်းတချို့နဲ့တရားတွေကိုအခုဖေဖော်ဝါရီလဆန်းပိုင်းကစတင်ကပြန်လည်ပြုပြင်နေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။အလားတူပဲမောင်တော်ကျိန်ချောင်းကားလမ်းဖားဝက်ချောင်းရွာနဲ့အောင်မင်္ဂလာကျေးရွာကြားမှာပျက်စီးနေတဲ့လမ်းပိုင်းတွေကိုလည်းကတ္တရာလောင်ပြီးပြုပြင်နေတာလက်ရှိမှာ25%ပြီးစီးနေပြီလို့သိရပါတယ်။ပြန်လည်ပြုပြင်နေတဲ့လမ်းပိုင်းတွေအထက်ကမောင်တော်အင်ဒူလာအာရှလမ်းမကြီးဟာမောင်တော်မြို့နယ်မြောက်ပိုင်းကရာနဲ့ရှိတဲ့ကျေးရွာတွေအတွက်အဓိကအားထားရာလမ်းမကြီးတစ်ခုဖြစ်ပြီးမိုးရင်းကာလမှာသွာလာရအလွန်ခက်ခဲတဲ့လမ်းဖြစ်တယ်လို့လည်းဒေသခံတွေစီကနေသိရပါတယ်ရှင်။